အဲ့ကနေ့ကကြောင်စားတစီအထဲဝင်သွားလို့ဒီဘက်ကနေတွန်းလိုက်မယ်အဲ့ဘက်ကထွက်လာပြီလားဟမ်ထွက်လာပြီအဲ့မစားလိုက်နဲ့နော်ငါပြန်ထွက်လာမှစားမလို့ငါအစီကိုမစားနဲ့လို့ပြောတယ်လေဟာဒီလူမသားနေဘာလဲဟာအမေခြေတော့တောင်ဆောင်လိုက်သေးတယ်ရောအမငါလည်းတစ်ချက်ဆောင်တယ်မကြောက်မလန့်နဲ့အမေငါလာပြီးတော့နေဆောင်ငါလည်းဆောင်မှာရောကြောက်လန့်တကယ်မရှိတာတော့နိုးတော့မပြတ်သေးဘူးငါလာပြီးစိန်ခေါ်တယ်ခွေးထလိုက်တော့အောက်သေးလေကိုမရှာလိုက်ရတာကွာဘယ်တော့နေရတော့အောက်သေးလေးလို့မခေါ်နဲ့လို့ပြောထားတယ်လေချင်းသေးလေးလို့ခေါ်အင်းမချင်းသေးလေးရဲ့နောက်တစ်ခါဟိုနားဒီနားသွားရင်ကိုပြောပြီးမှသွားပါကွာကိုမှစိတ်ပူလိုက်ရတာပို့တယ်မပို့ပါဘူးကွာတကောင်မရှိရင်တကောင်မနေတတ်တာသိရတာနဲ့ချင်းသေးလေးရလေအဲ့ဒါတချင်းစုပြကိုတကောင်နဲ့မင်းမရှိရင်တာမရှိရင်မချေရမနေကငါသေးဆုံးသွားခဲ့